မော်လိုင်ကူနဲ့ပျောက်ဆုံးနေသောမင်းသမီးလေးကြီးကျယ်ခနာလာတဲ့နန်းတော်ကြီးရဲ့ခန်းကျယ်ကြီးတစ်ခုထဲမှာမိဖုရားကြီးဒေဝီဟာသမီးတော်လေးကိုအောင်မြင်စွာနဲ့မွေးဖွားပေးခဲ့ပြီးနောက်ပင်မနှမ်းတွေလာတာကြောင့်တတိလေးမင့်မျောနေခဲ့ပါတယ်။အဲဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်လေးမှာပဲအခန်းထဲကိုအဖွားအိုတယောက်ရုတ်တရက်ရောက်ရှိလာခဲ့တယ်။သူမရဲ့မျက်နှာပေါ်မှာမကောင်းဆိုးဝါးဆန်တဲ့အပြုံးတစ်ခုကဖုံးလွှမ်းနေပြီးတော့ပတ်ဝန်းကျင်ကိုအကဲခတ်သလိုကြည့်နေခဲ့တယ်။အဖွားအိုကဒီချိန်ကိုပဲကျွန်ုပ်စောင့်နေခဲ့တာမိဖုရားကြီးသမီးတော်လေးမေးဖွားမဲ့အချိန်ကိုပေါ့အခုတော့ဒီကလေးကိုခေါ်ပြီးတော့ကျွန်ုပ်ဒီကနေထွက်သွားသိပြီဘယ်သူမှသိလို့မဖြစ်ဘူးသူအဲ့လိုပြောရရတဲ့တပြိုင်နက်အဖွားအိုဟာလိမ္မာပါနဲ့တဲ့အပြုံးနဲ့အတူမွေးကင်းစသမီးလေးကိုသူမရဲ့အရှင်ဝင်နဲ့ပွေ့ချီလိုက်ပြီးတော့နန်းတော်နောက်ဘက်မှာရှိတဲ့လှုပ်ဝက်တကားပေါက်ကနေတဆင်အမြန်ထွက်ခွာသွားခဲ့ပါတော့တယ်အချိန်နှင်းငယ်ကြာသွားတဲ့အခါမှာတော့မိဖုရားကြီးဒေဝီသတိပြန်လည်လာခဲ့တယ်ဘေဘီဝဲကကိုကြည့်လိုက်တဲ့အခါကလေးငယ်ကိုမတွေ့ရတော့တဲ့အတွက်အလွန်တရာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။သူမဟာအထိတ်တလားနဲ့အိယာကနေထားလိုက်ပြီးတော့တုံရင်နေတဲ့ခြေလမ်းတွေနဲ့ဘရင်သူရိယရှိရာကိုအပြေးအလွှားသွားခဲ့ပါတယ်။မိဖုရားဒေဝီကဒါဘလို့ဖြစ်တာလဲ။ကျွန်တော်ရဲ့သမီးတော်လေးဘယ်ရောက်သွားတာလဲအရှင်မင်းကြီးဘရင်သူရိယကမိဖုရားကြီးဘာတွေဖြစ်လို့ဒီလောက်တောင်ထိတ်လန့်တကြားဖြစ်နေရတာလဲ။ပြီးတော့ကျွန်တော်ရဲ့သမီးတော်လေးရောဘယ်မှာလဲ။ကျွန်တော်သမီးတော်လေးကိုစောင့်နေတာဘယ်လောက်တောင်ကြာနေပြီလဲ။မိဖုရားဒေဝီကအရှင်မင်းကြီးကျွန်တော်မျိုးမသမီးတော်လေးကိုမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့ကလေးရဲ့မျက်နှာလေးကတော့မမြင်လိုက်ရပဲ။ကလေးလေးပျောက်ဆုံးသွားပါပြီအရှင်မင်းကြီး။ဘရင်သူရိယကဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။နန်းတော်တွေကနေသမီးတော်လေးဘယ်လိုလုပ်ပျောက်သွားနိုင်မှာလဲ။လက်သေးတော်ကြီးအခုချက်ချင်းရှိတော်မကိုလာခဲ့စမ်း။အတန်ကြားတာနဲ့တပြိုင်နက်လက်သေးတော်ကြီးဟာအထိတ်လန့်နဲ့ပြေးဝင်လာခဲ့ပါတယ်။သူမရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေအပြည့်ပါပဲ။လက်သေးတော်ကြီးကဘာများဖြစ်လို့ပါလဲအရှင်မင်းကြီး။သမီးတော်လေးရောဘယ်မှာပါလဲကျွန်တော်မျိုးမမိဖုရားကြီးအတွက်ဆေးသွားယူနေရပါဒါကြောင့်မို့ဒီလိုကန်ဆိုးမိုးမောင်ကြတဲ့ကိစ္စကြီးကဘယ်လိုလုပ်ဖြစ်သွားရတာပါလဲဘရင်သူရိယကကျွန်တော်ရဲ့သမီးတော်ကိုဘသူကများရဲရဲတတင်ခိုးယူသွားရတာလဲအိုးနတ်တင်ဝါတို့အခုကျွန်တော်တို့ရဲ့ကလေးလေးကိုဘယ်လိုလုပ်ရှာတွေ့နိုင်တော့မလဲမိဖုရားဒေဝီကအရှင်မင်းကြီးဘာပဲဖြစ်ဖြစ်ကျွန်တော်မျိုးမရဲ့သမီးတော်လေးကိုပြန်လို့ချင်ပါတယ်ကျွန်တော်မျိုးမကလေးလေးမရှိဘဲနဲ့အသက်မရှင်နိုင်ပါဘူးအရှင်မင်းကြီးဘရင်သူရိယကမိဖုရားကြီးကျွန်တော်လည်းရှင်ကွဲမတန်ခံစားနေရပါတယ်။ဒါပေမဲ့တတိမွေးထားပါအောင်။ဘယ်သူမဆိုမသိတဲ့မိန်းကလေးငယ်တယောက်ကိုတွေ့တာနဲ့နန်းတော်ကိုချက်ချင်လာပို့ရမယ်လို့ဒီကနေ့ပဲတိုင်းပြည်အနှံ့ကြေညာမောင်းခတ်စေရမယ်။ဒီလိုနဲ့ပဲနန်းတော်ကြီးတစ်ခုလုံးဟာပူဆွေးသောကားတွေကြောက်ရွံ့မှုတွေနဲ့လမ်းချုံသွားခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ခုနအဖွားဦးဟာမင်းသမီးလေးကိုပွေ့ချီပြီးတော့တောအုပ်ထူထူကြီးရဲ့ကိုရောက်ရှိသွားခဲ့တယ်။အဲဒီနေရာမှာတော့ဦးဝနဆိုတဲ့လူကြီးတစ်ယောက်ကအသက်ဆောက်ဆိုင်နေခဲ့ပါတယ်။အဖွားဦးကဒီမှာကြည့်စမ်းမင်းသမီးလေးကိုကျွန်တော်ခေါ်လာခဲ့ပြီအခုအဲ့ဒီအတွက်အစားပြင်ရဖို့ကျွန်တော်ရွှေငွေရတနာတွေလိုချင်နေဦးဝနာကရတာပေါ့ဘာလို့မရရမှာလဲကျွန်တော်လေဒါတွေရောအရန်ကိုလိုအပ်နေတာဘာပဲဖြစ်ဖြစ်ကျွန်တော်အရင်ကလေးကလေးတွေအများကြီးကိုစုဆောင်ပြီးရောင်းစားခဲ့ပူတာပဲလေသူ့ကိုလည်းရန်နေငယ်လောက်တော့ကျွန်တော်ခေါ်ထားအောင်မယ်ပြီးရင်ကုန်တယ်တယောက်စီကိုပို့လိုက်မယ်အဖွားကဘာပဲဖြစ်ဖြစ်တေချာမှတ်ထားရမှာကနောက်အနှစ်20ကြာတဲ့အထိဒီမင်းသမီးလေးနန်းတော်ကိုလုံးဝပြန်မရောက်စီရဘူးပြီးတော့သူဟာမင်းသမီးလေးဆိုတာကိုလေဘယ်သူမှမသိစေရဘူး။ဦးဝနာကစိတ်ချလက်ချတာနေပါဒီကိစ္စအတွက်ကျွန်ုပ်အပြည့်အဝတာဝန်ယူပါတယ်။အဖွားဦးကရွှေငွေရတနာတွေကိုယူပြီးတာနဲ့အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့တယ်။ဦးဝနာကတော့မင်းသမီးလေးကိုပွေ့ချီပြီးသူ့ရဲ့အိမ်လေးစီကိုရောက်ရှိလာခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့ဦးဝနာရဲ့မိန်းမဖြစ်သူဒေါ်မာလာကအသင့်ရဆောင်နေခဲ့ပါတယ်။ခင်မဖြစ်သူရဲ့လက်ထဲကမဲတူးနီရဲ့ကလေးလေးကိုမြင်တာနဲ့သူမရဲ့မျက်နှာကချက်ချင်းဆိုသလိုမဲရွယ်သွားခဲ့တယ်။ဒေါ်မာလာကရှင်တာဘာလို့တာလဲဒီနေ့လေဘယ်ကကလေးစုပ်ကိုကောက်လာရပြန်တာလဲပြီးတော့ဒီကောင်မလေးကဘာလို့ဒီလောက်တောင်မဲတူးနေရတာလဲဦးဝနာကဟေးမိမဒါရီကမင်းနဲ့ဘာဆိုင်လို့လဲသူ့ကိုငါတို့ကသမီးတယောက်လိုထားဖို့မှမဟုတ်တာအစေခံတယောက်လိုပဲထားမှာပေါ့အချိန်တိုင်ရင်သူ့ကိုငါတို့ရောင်းစားပြစ်မယ်ဒီချိန်မတိုင်ခင်အထိသူဟာငါတို့ရဲ့သမီးဆိုတာကိုဘယ်သူမှမသိစေရအောင်ဒေါ်မာလာကဟုတ်ပြီကျမနားလဲပါပြီရှင့်ရဲ့ဒီလို့တရားတနေ့တခြားပို့ပြီးတော့ကြီးကျယ်လာနေရပဲပြီးခဲ့တဲ့အချိန်ကတော့မှကလေး၄ယောက်စီကနေရွှေငွေတွေအများကြီးရခဲ့ရပဲခုဆိုရင်ကျမတို့ဒီလောက်ကိုတော့မှဆက်လုပ်ဖို့မလိုတော့ဘူးပြီးတော့ဘရင်ကြီးကလည်းတင်းကျပ်တဲ့စီကံတွေထုတ်ထားတယ်လို့ကျမကြားထားတယ်ကောင်းပါပြီလေဒါပေမဲ့ခုဒီကောင်မလေးကိုဘယ်လိုလုပ်ကြမလဲသူ့ကိုဘယ်သူကဝယ်မလဲသူ့သားရေဘယ်လောက်တောင်မင်းနေလဲဆိုတာကြည့်ပါဦးဒီလောက်မင်းနေတဲ့ကောင်မလေးကိုတော့ဘယ်သူမှဝယ်မှာမဟုတ်ဘူးသူ့ကိုကိုယ့်အိမ်မှာပဲခိုင်းထားဖို့ပိုကောင်းလိမ့်မယ်သူ့စီကံတယောက်လိုအလုပ်လုပ်ပေးလိမ့်မယ်ထမင်းတစ်လုံးစားပြီးတော့တောင်းတနေရာမှာနေလိမ့်မယ်ဘာပဲဖြစ်ဖြစ်ကျမတို့မှလည်းသားသမီးမှမရှိတာပဲအိမ်လုပ်တွေလုပ်ဖို့တယောက်တော့လိုအပ်တာပဲလေဦးဝနာက
ဒါလေးကောင်းတာပဲဒါကြောင့်မို့ဒီနေ့အစပြီးတော့သူ့ပဲအိမ်လုပ်တွေအားလုံးကိုလုပ်ရမယ်ဒီလိုနဲ့ပဲဦးဝနာနဲ့ဒေါ်မာလာတို့ဇနီးမောင်နှံဟာမင်းသမီးလေးကိုသူတို့အိမ်မှာပဲခေါ်ထားခဲ့ပါတယ်အချိန်တွေဟာတပြေးပြေးကုန်လွန်သွားခဲ့ပြီးတော့မကြခင်မှာပဲနှစ်ပေါင်း18နှစ်တောင်ကြာမြင့်သွားခဲ့ပါပြီဒီတော့တွင်းမှာတော့မင်းသမီးလေးဟာတီးလို့ခေါ်တဲ့အရွယ်ရောက်မိန်းမပြိုလေးတစ်ယောက်ဖြစ်လာခဲ့ပါပြီတီးဟာဦးဝနာနဲ့ဒေါ်မာလာတို့ကိုနေရောညပါမနာရန်ပြုစုလုပ်ကြွေးခဲ့ပါတယ်ဒါတော့မှသူမဟာနေစဉ်ရက်ဆက်ရိုက်နှက်ဆဲဆိုမှုတွေနှိမ့်ချလောင်ပြောင်မှုတွေကိုခါသီးစွာနဲ့ခန်းစားနေရစေပါပဲ။တနေ့မှာတော့ဒေါ်မာလာဟာအလုပ်တွေမပြီးသေးလို့ဆိုပြီးတော့တီရီကိုဒေါသတကြီးနဲ့ဆဲဆိုချိန်မောင်းနေပါတော့တယ်။ဒေါ်မာလာကနေတီများသိနေပြီလား။နင့်ကိုကျွန်တော်စောင့်နေရဘလောက်တောင်ကြာနေပြီလဲ။အိမ်မှာအလုပ်တွေအများကြီးပုံနေရတော့မှနင့်အရှိတ်အယောင်ကိုမတွေ့ရသေးဘူး။တီရီကမမေကျွန်တော်အလုပ်တွေအကုန်လုံးလုပ်ပြီးပါပြီ။နည်းနည်းလေးပဲကြံတော့တာပါမမေရဲ့။အဲ့ဒါလည်းကျွန်တော်ဆက်လုပ်ပါမယ်။ကျွန်တော်ဖျားချင်တယ်လို့ခံစားနေရလို့နည်းနည်းနှုတ်ချသွားတာပါဒေါ်မာလာကနင့်ကိုကျွန်တော်ကကုသိုလ်ဖြစ်အလကားကျွေးထားတာမဟုတ်ဘူးနော်ကြားလားနင်ထမင်းစားချင်ရင်တော့အလုပ်လုပ်ရမယ်ပြီးတော့ကျွန်တော်ကိုအမေလို့မခေါ်နဲ့ကျွန်တော်ကနင့်အမေမဟုတ်ဘူးဦးဝနာကဟေးမိမယာသူအမင်းကိုအမေလို့နည်းနည်းပါးပါးခေါ်လိုက်တော့လေဘာဖြစ်သွားမှမို့လို့လဲဒေါ်မာလာကကျမမှာဒီလောက်မဲတူပြီးတော့အယုတ်ဆိုးတဲ့သမီးမျိုးလုံးဝမရှိနိုင်ဘူးဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့တီရီရဲ့မျက်လုံးအိမ်တွေကနေမျက်ရည်ဘူးတွေကစီးကျလာခဲ့တယ်သူမဟာဘာမှပြန်မပြောတော့ဘဲနဲ့ကျမ်းမြင့်မော်ကအဝတ်အစားတွေကိုအတန်တိတ်ကောက်ယူကအိမ်ထဲကနေမြေရီဆက်လန်းနဲ့ထွက်ခွာသွားခဲ့တယ်။ဒေါ်မာလာနဲ့ဦးဝနာတို့ဇနီးမောင်နှံဟာအိမ်ထဲမှာတီတိုးစကားပြောနေကြပါတယ်။ဒေါ်မာလာကရှင်ကြည့်ပါဦး။သူကတနေ့တခြားပို့ပြီးတော့မဲလာနေရ။ရွာသားတွေကကျမကိုအမြဲတမ်းလောက်ပြောင်းကြတယ်။ဘလောက်တောင်မဲတဲ့သမီးတွေလေ။ဒါပေမဲ့သူဟာပျောက်ဆုံးနေရဲ့မင်းသမီးလေးဆိုတာကိုကျမကလူတိုင်းကိုဘလို့လို့ပြောပြနိုင်မှလဲ။တကယ်ပဲသူကမင်းသမီးလေးဟုတ်လို့လား။ဦးဝနာကဟုတ်တယ်မိမဒါပေမဲ့ဒီเจ้าကိုဘသူ့ကိုမှမပြောနဲ့နော်ဒေါ်မာလာအေးပါကျမလည်းနားလဲပါတယ်တခြားတစ်ဖက်မှာတော့တီရီဟာရွာပြင်ဘက်ရေကန်လေးဘေးမှာထိုင်ပြီးတော့ရှိုက်ကြီးတင်ငင်ငိုကြွေးနေပါတယ်တီရီကအိုဖျားသခင်ကျွန်ုပ်ရဲ့မိတ်ဆွေတွေကဘာလို့ကျွန်ုပ်ကိုဒီလောက်တောင်မုန်းတီးနေကြရတာလဲအမေကလည်းသူကျွန်ုပ်ရဲ့အမေမဟုတ်ဘူးလို့ပြောတယ်သူကတကယ်ပဲကျွန်ုပ်ရဲ့မိခင်အရင်မဟုတ်ဘူးလားကျွန်ုပ်နေရောညပါကြိုးကြိုးစားစားအလုပ်တွေလုပ်နေခဲ့တာပဲလေဒါတောင်မှအချစ်ခင်ကျင်နာတဲ့စကားတခုံးလေးတောင်မှမကြားရဘူးတီရီဟာဝမ်းနဲ့ပလန်ကိုကျွေးရင်းနဲ့ပဲအဝတ်အစားတွေကိုရှော့ဖို့ပြီးတော့ရွာဘက်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်။ဒီလိုပြန်လာတဲ့လမ်းမှာရွာသား2ယောက်စကားပြောနေတာကိုကြားရတယ်။ပထမရွာသားကဟေးမင်းသူ့ကိုမြင်လိုက်လား။သူကအိုးနာရဲ့သမီးလေဟုတ်တယ်မလား။ဒုတိယရွာသားကဟုတ်တယ်မင်းပြောတာမှန်နေ။ပြီးတော့ကြည့်ပါဦး။ तू ဘလောက်တောင်မဲတူးနေသလဲဆိုတာဒါပေမဲ့တခုတော့ဝန်ခံရမယ်ကွ။ဒေါ်မာလာကသူ့ကိုအမြဲတမ်းရှိုင်းနေနေရပဲ။တနေ့ကုန်လဲအိမ်လုပ်တွေခိုင်းထားသေးတာ။ပထမရွာသားကဟဲ့ကောင်ရဲ့သမီးဖြစ်သူကဒီလောက်တောင်မဲတူးနေအောင်ဒါကြောင့်လေသူတို့ကရိုက်နှက်နေကြတာနေမှာပေါ့ဘာလို့လဲဆိုတော့ဒီလောက်မဲနေတဲ့ကောင်မလေးကိုဘသူအများချွေးမဖြစ်ခေါ်ကြမှာလဲဒုတိယရွာသားကဒါပေမဲ့မင်းမမသိတာကျွန်ုပ်ထင်တာတော့သူကသူတို့ရဲ့သမီးချင်းလုံးဝမဟုတ်နိုင်ဘူးဦးဝနာကသူ့ကိုတနေရာကနေကောက်ယူလာတာသိကြတယ်ဒါမှမဟုတ်ရင်ကိုသေးသားအရင်ချကလေးပေါ်ဘသူကများဒီလောက်တောင်ရက်ဆက်နိုင်မှာလဲပထမရွာသားကအေးပါကွာအသားဖြူတာမဲတာကတော့ဖျားသခင်ကဖန်ဆင်းပေးထားရပဲလေဘာပဲဖြစ်ဖြစ်ဒီကိစ္စတွေမှာကျွန်တော်တို့ကဘာတတ်နိုင်မှာလဲရွာသား2ယောက်လည်းစကားပြောရင်းနဲ့ထွက်သွားကြပါတယ်ဒီစကားတွေအားလုံးကိုတီရီကကြားသွားခဲ့တယ်တီရီကဒီလူတွေဘာတွေပြောနေကြရလဲသူတို့2ယောက်ကကျွန်တော်ရဲ့မိဘအရင်နေမဟုတ်ဘူးဆိုတာလားမဟုတ်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးသူတို့2ယောက်ကကျွန်တော်ရဲ့မိဘအရင်နေပါရွာသားတွေဘာပဲပြောကျွန်တော်ဂရုမစိုက်ဘူးတီရီဟာအိမ်ဘက်ကိုဆက်လျှောက်လာခဲ့တယ်အိမ်ရှိရောက်တော့အိမ်ထဲကနေကြက်ကြဲလာလောင်ရေမောနေရဲ့အတန်တွေကိုကြားလိုက်ရတယ်တီရီကအိမ်ထဲမှာတယောက်များရှိနေလို့လားဘာလို့ဒီလောက်တောင်ကြဲကြဲလာလောင်ရေမောနေကြရလဲအိမ်ထဲမှာဘာတွေများပြောဆိုနေကြရလဲဆိုတာကျွန်တော်ခိုးနှားထောင်ကြည့်ဦးမှာပါတီရီကအိမ်ပြင်ဘက်ကနေပုံးကွယ်ပြီးတော့နားဆွေနေလိုက်တယ်အိမ်ထဲမှာတော့ဦးဝနာနဲ့ဒေါ်မာလာတို့2ယောက်သားစကားပြောနေကြတာပါဦးဝနာကဒီမှာကြည့်စမ်းမိမတီရီကိုဝယ်နိုင်မဲ့ကုန်သေးတယောက်ကိုငါရွေးထားပြီးသူ့ကိုရောင်းလိုက်တာနဲ့အစားပြင်ရမယ်ငွေကြေးတွေကလည်းအများကြီးပဲဒေါ်မာလာကဲဒါဆိုရင်လည်းတိတ်ကောင်းတာပေါ့သူ့ကိုမြန်သာရောင်းပစ်လိုက်တော့ပြီးရင်ကျမတို့2ယောက်ရွာကနေထွက်သွားပြီးတော့တခြားရွာတရားမှာအိမ်ကြီးအိမ်ကောင်ဆောက်ပြီးတော့နေကြမယ်လေဘာလို့လဲဆိုတော့အခုချိန်မှာကျမတို့ကဘရင်တွေအေဂရစ်တွေလိုစီးစိမ်မျိုးနဲ့နေချင်းနေပြီဦးဝနာနောက်ထပ်တစ်ရက်လေးပဲစောင့်မအောင်အဲဒီနောက်မှာတော့သူ့ကိုငါတို့စီဘယ်တော့မှပြန်မလာနိုင်တော့မယ့်နေရာမျိုးကိုပုတ်ပစ်လိုက်မယ်ဆိုတာမင်းစောင့်သာကြည့်နေလိုက်တော့ဒီစကားကိုအိမ်ပြင်ဘက်ကနေရနာထောင်နေတဲ့တီးဟာကြားလိုက်ရတဲ့အခါနှလုံးသားတစ်ခုလုံးကွဲကြည်မတက်ခံစားရပြီးတော့ခြိုက်ကြီးတင်ငင်ငိုကြွေးပါတယ်တီးကဒါဆိုရွာသားတွေပြောတာတကယ်ဖြစ်နေတာပေါ့သူတို့2ယောက်ကကျွန်တော်ရဲ့မိဘအရွယ်နေမဟုတ်ဘူးဒါ
ဒါကြောင့်မို့လို့လေကျွန်ုပ်ကိုရောင်းစားဖို့ကြိုးစားနေကြတာကိုဘာပဲဖြစ်ဖြစ်ကျွန်ုပ်ဒီနေရာကနေထွက်သွားမှဖြစ်တော်မင်းဒီချိန်မှာပဲအိမ်ပြင်ထွက်လာတဲ့ဒေါ်မာလာကတီရီကိုတွေ့သွားတယ်ဒေါ်မာလာကဟဲ့တီရီနင်ဒီမှာဘာလုပ်နေရလဲတီရီကကျွန်တော်အဝတ်တွေအကုန်လုံးရှော့ပြီးသွားပါပြီဒေါ်မာလာကောင်းပြီမနေ့ပြန်ကျွန်တော်တို့တခြားတိုင်းပြည်ကိုသွားကြမယ်နင်လည်းကျွန်တော်တို့နဲ့တူတူလိုက်ခဲ့ရမယ်အသိပြင်ထားစမ်းအေးတသက်ရရှိတဲ့အဝယ်စားလေးတစ်စုံလောက်ရှိရင်လည်းအဲ့ဒါပဲဝတ်ခဲ့တီရီကဟုတ်ကဲ့ပါဖေနဲ့မေကျွန်တော်ဝတ်ခဲ့ပါမယ်ဒီလိုနဲ့ပဲတနေ့တာအချိန်ကုန်လုံးသွားခဲ့ပါတယ်ညတကောင်ရန်အချိန်ရောက်တဲ့အခါမှာတော့တီရီဟာအိမ်ယာကနေလန့်နိုးလာခဲ့တယ်တီရီကဒီလူတွေဘာပဲလုပ်လို့ကျွန်တော်ကတော့သူတို့နဲ့အတူတူလုံးဝလိုက်မသွားနိုင်ဘူးကျွန်တော်ဒီကနေထွက်ပြေးရမယ်တီရီဟာညာကြီးမင်းကြီးအိမ်ထဲကနေခိုးထွက်လာခဲ့ပြီးတော့မှောင်မိုက်နေတဲ့တောအုပ်ကြီးစီကိုအပြေးလွှာထွက်ပြေးပါတော့တယ်ဒီချိန်မှာပဲဖိုးတိုလို့ခေါ်တဲ့လူစိုးတယောက်ကတီရီကိုလှမ်းမြင်သွားပါတယ်ဖိုးတိုကဒီလောက်ညနေရဲ့ချိန်ကြီးမှာအပြေးလွှာသွားနေတဲ့မိန်းကလေးပါလားဒီနေ့တော့သားကောင်လေးတစ်ကောင်အလွယ်တကူရပြီထမရဲ့ဒီလိုတွေးပြီးတော့ဖိုးတိုဟာတီရီရဲ့အနာကိုကတ်သွားတယ်ဖိုးတိုကဘာတွေဖြစ်နေရလဲသမီးလေးဘာလို့ဒီလောက်တောင်စိုးရင်ထိတ်လန့်နေတဲ့ပုံပေါက်နေရတာလဲပြီးတော့ဒီလိုညတကောင်ရန်အချိန်ကြီးမှာဒီနေရာမှာဘာတွေများလုပ်နေရလဲကွတီရီကကျွန်တော်မမိဘတွေမရှိပါဘူးသူတို့ကကျွန်တော်ကိုတခြားတိုင်းမျိုးကိုခေါ်သွားပြီးတော့ရောင်းစားချင်နေကြတာပါကျွန်တော်အရှင်မင်းကြီးစီကိုတွားချင်ပါတယ်ကျွန်တော်တရားမျှတမှုကိုလိုချင်ပါတယ်ဖိုးတိုကအခုကညဘက်ကြီးရောက်နေပြီကွမနက်မိုးလင်းတာနဲ့ကျွန်တော်ကမင်းကိုအရှင်မင်းကြီးစီလိုက်ပို့ပေးပါမယ်ခုလုံးလုံးစေတော့ကျွန်တော်နဲ့တူလိုက်ခဲ့ပါဒီတော့ကြီးရဲ့မှာသမီးကိုအန်ရီပြုတ်နိုင်မဲ့တော်ရိုင်းတရိษံအစိုးစားတွေအများကြီးရှိတယ်တီရီကဟုတ်ကဲ့ပါကျွန်တော်လိုက်ခဲ့ဖို့သဘောတူပါတယ်ပြီးရင်မနေ့ကမှအနန်းတော်ကိုသွားပါမယ်အဲဒီနောက်မှာတော့တီရီဟာဖိုးတိုနဲ့အတူတူလမ်းဆက်လျှောက်သွားကြပါတယ်သူတို့နှစ်ယောက်လမ်းလျှောက်လာရင်းနဲ့တဲအိမ်လေးတစ်လုံးရှိမှရပ်လိုက်ကြတယ်ဖိုးတိုကသမီးဒီမှာပဲခဏစောင့်နေအောင်ကျွန်တော်အထဲကိုဝင်ပြီးတော့စကားခဏသွားပြောလိုက်အောင်မေဖိုးတိုဟာတဲအိမ်လေးတွေကိုဝင်သွားပါတယ်အထဲမှာတော့ဒေါ်ယူပလို့ခေါ်တဲ့အမျိုးသမီးကြီးတယောက်ထိုင်နေပါတယ်ဒေါ်ယူပကလာပါဖိုးတိုရေပြောပါအောင်ဒီတစ်ခေါက်ပါလာလဲဖိုးတိုကဟုတ်တယ်ခမောင်းစီကိုပစ္စည်းကောင်းလေးတစ်ခုပါလာတယ်လို့များထင်နေလားဒီတစ်ခေါက်တော့ကျွန်တော်အရန်ကိုကောင်းနေမိန်းကလေးတယောက်ကိုခေါ်လာခဲ့တာဒါပေမဲ့ကျွန်တော်ရွှေရင်းကားပြား90လိုချင်နေဒေါ်ယူပကကောင်းပြီလေကျွန်တော်ပေးပါမယ်အရင်ဆုံးကောင်မလေးကိုပြပါအောင်ဒီကဖိုးတိုကအပြင်ကိုထွက်လာခဲ့ပါတယ်ဖိုးတိုကတီရီအိမ်ထဲဝင်လာခဲ့တီရီဟာကြောက်လာနဲ့တဲအိမ်လေးတွေကိုဝင်သွားတယ်ဒေါ်ယူပကဟဲဒီကောင်မလေးကမဲတို့ပြီးတော့အယူဆူးလိုက်တာသူ့ဘသူကလာကြည့်မှလဲဒီတစားအိမ်မှာကလှပတဲ့မိန်းကလေးတွေမှအလုပ်ဖြစ်တာလေဒီလိုမိန်းကလေးမျိုးကိုဘသူကများစိတ်ဝင်စားမှလဲဖိုးတိုကအသားမဲတော်ဘာဖြစ်လဲသူ့မှာရေးချင်းရှိတယ်ပြီးတော့ခုခေတ်လူတွေကရိုးရှင်းမှုနဲ့အရေးချင်းကိုသဘောကျကြတာဗျဈေးကဆိုတာအမြဲတမ်းပြောင်းလဲနေရပဲလေဒါကြောင့်မိန်းကလေးတွေလည်းအပြောင်းလဲရှိရမှာပေါ့တီရီကရှင်တို့ဘလို့စကားမျိုးတွေပြောနေကြတာလဲရှင်တို့ကျမကိုဘာလို့ဒီနေရာကိုခေါ်လာရတာလဲကျမကိုတော့ခွင့်ပြုပါကျွန်တော်ဒီနေရာမှာမနေချင်ဘူးဒေါ်ရပါကကောင်းပြီလေသူ့အတွက်ဒင်္ဂါများ40ပဲပြီးမယ်ဖိုးတိုကကောင်းပါပြီဒီလောက်ပဲပေးလိုက်ပါတော့ဒေါ်ရပါကဒင်္ဂါပြား40ကိုပေးလိုက်တယ်ဒီချိန်မှာတီရီဟာအိမ်ထဲကနေထွက်ပြေးဖို့ကြိုးစားပါတယ်ဒေါ်ရပါကဖေးကိုထွက်ပြေးမလို့လဲဟဲ့မေဘုံဒီကောင်မလေးကိုခေါ်သွားလိုက်စမ်းတိတိကျကျပြင်ဆင်ပေးလိုက်မနှက်ဖြန်ကောက်ပွဲရှိရင်ဒီကောင်မလေးပဲကရမယ်မေဘုံဆိုတဲ့အမျိုးသမီးကတီရီကိုအတင်းဖမ်းဆွဲပြီးတော့ခေါ်သွားပါတော့တယ်တီရီကအဲ့ဒီတော့မလုပ်ကြပါနဲ့ဖျားသခင်ကိုထောက်ထားပြီးတော့ကျွန်ုပ်ကိုလွတ်ပေးကြပါကျွန်တော်မကကြပါဘူးကျွန်တော်တရားမျှတမှုကိုပဲလိုချင်တာပါကျွန်ုပ်ကိုတရားနေထွက်သွားခွင့်ပြုပါဒါပေမဲ့တီရီရဲ့အော်ဟစ်အကြောင်းမှန်တမ်းတွေကိုဘယ်သူမှဂရုမစိုက်ကြပဲနဲ့တီရီကိုအမောင်ကန်တစ်ခုထဲမှာပိတ်လောင်ထားလိုက်ကြပါတော့တယ်တခြားတစ်ဖက်မှာတော့ခန်းသားကြီးကျယ်လာတဲ့နန်းရင်ပြင်ကြီးလာကန်တပင်မှာဘရင်သူရိယနဲ့မိဖုရားဒေဝီတို့ဟာလွန်စွာဝမ်းနည်းပူဆွေးနေတဲ့မျက်နှာထားတွေနဲ့ထိုင်နေကြပါတယ်ဒီချိန်မှာပဲအိမ်ကြီးတိုက်ပြည်ကဘရင်တီဟာနဲ့သားတော်မင်းသားသူရတို့ဟာညီလာခံတပင်တွေကိုဝင်ရောက်လာကြပါတယ်သူတို့သားဖားကိုမြင်လိုက်ရတဲ့အခါဘရင်သူရိယနဲ့မိဖုရားဒေဝီတို့ဟာအထိတ်လန့်နဲ့ထိုင်ုံကနေမတက်ထားရလိုက်ကြပါတယ်ဘရင်တီဟာကအဆွေတော်မင်းကြီးအဆွေတော်ဘာဖြစ်လို့ဒီလောက်တောင်ထိတ်လန့်သွားရတာလဲလွန်ခဲ့တဲ့17နှစ်ကကျွန်တော်တို့ဗာဂရီတွေပေးခဲ့ကြတယ်လေဆိုတာအဆွေတော်မှတ်မိမှာပါမိဖုရားကြီးကိုဝင်ဆောင်စင်ကကျွန်တော်တို့ဒီကိုရောက်လာခဲ့ကြတာလေဒီနေ့ဆိုရင်16နှစ်တိတိပြည့်သွားခဲ့ပါပြီဒါကြောင့်ကျွန်တော်ရဲ့သားတော်ကိုခေါ်လာခဲ့ပြီးတော့သားတော်နဲ့အဆွေတော်ရဲ့သမီးတော်ကိုထိမ်းများလက်ထပ်ပေးခြင်းပါတယ်ဘရင်သူရိယကကျွန်တော်ကိုခွဲလို့ပါအဆွေတော်မင်းကြီးကျွန်တော်ရဲ့သမီးတော်လေးဟာမုံမေးခြင်းမှာပဲခိုးယူခံလိုက်ရပါတယ်ကျွန်တော်တို့လည်းပြီးခဲ့တဲ့16နှစ်နှလုံးသမီးတော်လေးပျောက်ဆုံးသွားတဲ့တောကတွေနဲ့ပဲအသက်ရှင်နေထိုင်ခဲ့ရတာပါဒါကကျွန်တော်တို့အတွက်အရန်ကိုခက်ခဲကြမ်းတမ်းလွန်းပါတယ်ဘရင်တရားကဒါဘလို့လို့ဖြစ်နေမှာလဲဘ
သူဟာများမင်းသမီးလေးကိုရရဲဝုန်းဝုန်းခိုးယူသွားရင်မှလဲဒါဆိုရင်ကျွန်ုပ်တို့ရဲ့ခရီးကိုကဘယ်လိုလုပ်ရမလဲကျွန်ုပ်ရဲ့သားတော်နဲ့အဆွေတော်ရဲ့သမီးတော်ကိုထိမ်းများလက်ထပ်ကြမယ်လို့တိုင်းပြည်အနှံ့ကိုကြီးညာထားပြီးသားလေအခုကျွန်ုပ်တို့တိုင်းပြည်ကိုဘယ်လိုမျက်နှာနဲ့ပြင်ရမလဲမင်းသားသူရကခမည်းတော်ရှင်မင်းကြီးအကယ်၍ကျွန်တော်မျိုးရဲ့မင်းသမီးလေးတနေရာမှာရှိနေမယ်ဆိုရင်ကျွန်တော်မျိုးကိုယ်တိုင်တောရောက်ရှာဖွေပြီးတော့ခေါ်ဆောင်လာခဲ့ပါမယ်ဘယင်တီဟာကကောင်းပြီသားတော်ကိုနဲ့စစ်ဆက်ထားတဲ့မင်းသမီးကိုမင်းသားကိုယ်တိုင်တောရောက်ရှာဖွေပြီးခေါ်ဆောင်လာရမယ်ဆိုတာကလေကျွန်ုပ်တို့ရဲ့ရှေးရိုးစင်လာထုံးစံတစ်ခုပါပဲတင်းရဲ့မင်းသမီးလေးဘယ်နေရာမှာပဲရှိနေပါစေတောရောက်ရှာဖွေပြီးတော့ခေါ်လာခဲ့ပါကျွန်ုပ်တို့ကသူမကိုအပြေအဝလေးစားမှုတွေနဲ့ချွေးမဖြစ်တင်မြောက်ကြတာပေါ့ဘယင်သူရိယကမင်းသားလေးကျေးဇူးပြုပြီးတော့ကျွန်ုပ်ရဲ့သမီးတော်လေးကိုရှာဖွေပေးပါကျွန်ုပ်လည်းသမီးတော်လေးကိုနှစ်ပေါင်းများစွာရှာဖွေနေခဲ့တာပါဒါပေမဲ့သူမရဲ့အရေးရောက်လေးကိုတော့မှဘယ်မှရှာမတွေ့ခဲ့ပါဘူးအဲဒီနောက်မှာတော့မင်းသားသူရဟာမင်းသမီးလေးကိုရှာဖွေဖို့အတွက်နန်းတော်ကနေထွက်ခွာသွားခဲ့ပါတယ်တခြားတစ်ဖက်မှာတော့ဦးဝနာနဲ့ဒေါ်မာလာတို့ဇနီးမောင်နှံဟာလွန်စွာစိုးရိမ်ပူပန်တော့ကရောက်နေကြပါတယ်ဒေါ်မာလာကရှေ့အဲ့ဒီကောင်မလေးကကျမတို့ကိုထားခဲ့ပြီးတော့ထွက်ပြေးသွားပြီအခုကျမတို့ဘယ်လိုလုပ်ကြမလဲဦးဝနာကအဲ့ဒီဘာဝကသူ့ကိုအသက်20ပြည့်တဲ့အထိငါတို့နဲ့တူတူခေါ်ထားရမယ်လို့တေချာမှထားခဲ့တာလေအခုသူ့ကိုငါတို့ဘယ်လိုပြန်ရှာရမလဲသူဟာမင်းသမီးလေးဆိုတာကိုတယောက်ကများသိသွားပြီးနန်းတို့ကိုရောက်သွားခဲ့ငါတို့နှစ်ယောက်လုံးကြိုးပြီးခံရမှသိကြတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်သူ့ကိုမရရအောင်ပြန်ရှာမယ်မင်းဒီမှာပဲစောင့်နေခဲ့မင်းသမီးလေးကိုငါစီလာပေးသွားတဲ့အဲ့ဒီအဖော်ဦးစီငါသွားပြီးတော့စကားပြောကြည့်အောင်မယ်ဦးဝနာဟာစိုးရိမ်တကြီးနဲ့တောအုပ်ထဲမှာရှိတဲ့တဲအိမ်လေးစီကိုထွက်လာခဲ့တဲအိမ်လေးတွေကိုဝင်သွားတာနဲ့တပြိုင်နက်အဖော်အုပ်ကလာဆန်းဦးဝနာလာဆန်းသင်ဟာနှစ်ပေါင်း18နှစ်တိတိကြာပြီးမှရောက်လာခဲ့တာကိုကဲပြောသူတက်လက်ထဲကထွက်ပြေးမသွားဘူးမဟုတ်လားဦးဝနာကကျွန်ုပ်ကိုခွင့်လွှတ်ပါအောင်ဖော်ကျွန်ုပ်သူ့ကိုနှင်ထုတ်ခဲ့တာမဟုတ်ပါဘူးသူကိုယ်တိုင်ထွက်ပြေးသွားခဲ့တာပါညတကောင်ရဲ့အချိန်ကြီးမှတနေ့ရက်ကိုထွက်သွားခဲ့တာနောက်နေ့မိုးလင်းတာနဲ့သူ့ကိုဝေးလံနေတိုင်းပြည်တစ်ခုစီခေါ်သွားပြီးရောင်းစားပြစ်မယ်လို့ကျွန်ုပ်စဉ်းစားထားခဲ့တာပါဒါပေမဲ့သူကကျွန်ုပ်ကိုတက်ဆောင်ဖောက်ပြီးတော့ညဘက်ကြီးမှပဲထွက်ပြေးသွားခဲ့တာပါအဖော်ကဒါလုံးဝဖြစ်လို့မရဘူးတင်ပါရီလုံးလိုက်တာလေလွန်ခဲ့တဲ့နှစ်ပေါင်း20တုန်းကကျွန်ုပ်တင်ကိုတေချာမှခဲ့တာလေအသက်20မပြည့်မချင်းသူ့ကိုတက်လက်ထဲကနေဘယ်တော့မှအလွတ်မပေးဘူးနဲ့ဒီတိုင်းပြည်မှာတော့မထားဖို့ပြောခဲ့တာ။ဒါပေမဲ့တင်ကသူ့ကိုအနားမှာပဲခေါ်ထားရုံသာမကသူ့သက်18နှစ်ပြည့်တာနဲ့ထွက်ပြေးခွင့်ပြုလိုက်တယ်ပေါ့။တင်ကိုကျွန်တော်လုံးဝအလွတ်မပေးနိုင်ဘူး။အခုချက်ချင်းဒီကနေထွက်သွားစမ်း။နောက်ထပ်တက်မျက်နှာကိုလာမပြနဲ့။ဦးဝနာဟာခေါင်းကိုက်ဆိုင်ကြပြီးတော့ဝိုင်းနေပူဆွေးစွာနဲ့အဲ့ဒီနေရာကနေထွက်သွားခဲ့ပါတော့တယ်။အဖောင်းကအခုတော့ကျွန်ုပ်ကိုယ်တိုင်ပဲမင်းသမီးကိုလိုက်ရှာမှဖြစ်တော်မယ်။ဘာပဲဖြစ်ဖြစ်သူ့ကိုနန်းတော်စီလုံးဝအရောက်ခံလို့မဖြစ်ဘူး။ဟိုဘက်မှာတော့မင်းသားသူရိယဟာမင်းသမီးလေးကိုရှာဖွေရင်းနဲ့တစ်ပင်တွေထူထပ်နေတဲ့တောအုပ်ကြီးရဲ့လမ်းချင်းလေးတွေတိုင်းရှေ့ကိုဆက်လျှောက်လာခဲ့တယ်။နိုင်ပေါင်းများစွာလမ်းလျှောက်ခဲ့ရလို့ပင်ပန်းနွမ်းနေလာတဲ့အခါမှာတော့တဲအိမ်လေးတစ်လုံးအနီးမှာရှင်းနာလိုက်တယ်။အဲ့ဒီတဲအိမ်လေးတွေကနေတချင်းဆိုတန်တွေကောက်ခုံတန်တွေနဲ့စူညံတန်တွေကိုကြားနေရတယ်။မင်းသားသူရိယကကျွန်ုပ်လမ်းလျှောက်လာခဲ့တာနိုင်ပေါင်းများစွာကြားနေပြီပဲ။အရာလေးပင်ပန်းနေပြီ။ဒီတဲအိမ်လေးမှာတနားရီလောက်ဝင်ပြီးတော့အပန်းဖြေလိုက်အောင်မယ်။အဲဒီနောက်မှမင်းသမီးလေးကိုဆက်ပြီးတော့ရှာဖွေရမယ်။မင်းသားသူရဟာတဲအိမ်လေးတွေကိုဝင်သွားပါတယ်။ဒေါ်ယူပကလာပါမင်းသားကျွန်ုပ်တို့ကမင်းသားတို့ကိုပဲစောင့်မျှော်နေခဲ့တာပါ။မင်းသားသူရကကောင်းပြီကျွန်ုပ်ကခဏတစ်ဖြုတ်အပန်းဖြေဖို့အတွက်ဝင်လာခဲ့တာပါ။အကကောင်းကောင်းလေးတွေပြဆမ်းပါ။ဒေါ်ယူပကဟုတ်ကဲ့ပါပြရမှာပေါ့။ဒေါ်ယူပဟာအိမ်နောက်ဘက်ကိုဝင်သွားတယ်။အဲဒီအချိန်မှာပဲအဝေးတနေရာမှာရပ်နေတဲ့တီးစီကိုမင်းသားသူရရဲ့အကြီးတွေရောက်သွားပါတယ်။တီးဟာအဲ့ဒီနေရာကနေထွက်ပြေးဖို့ကြိုးစားနေပြီးသူမရဲ့မျက်လုံးတွေထဲကနေမျက်ရည်တွေစီးကျနေရဲ့မင်းသားသူရကဒီမင်းကလေးကထွက်ပြေးဖို့လေကြိုးစားနေရဲ့ငိုလေးငိုနေပါလားကြည်ရတာသူဒုက္ခရောက်နေတဲ့ပုံပဲကျွန်တော်သူ့ကိုကူညီပေးတဲ့နေမင်းသားသူရဟာတီးရှိရာစီကိုရှောက်သွားတယ်မင်းသားသူရကဘာတွေဖြစ်နေရလဲဘာဖြစ်လို့ဒီလောက်တောင်စိုးရင်ထိတ်လန့်နေတဲ့ပုံပေါက်နေရတာလဲတီးကကျွန်ုပ်ဒီကနေထွက်ပြေးမှဖြစ်မယ်ဒီလူတွေကကျွန်ုပ်ကိုအတင်းကြကခိုင်းနေကြတယ်ကျွန်ုပ်ကမိသားစုကောင်းကဆင်းသက်လာတဲ့မိန်းကလေးတယောက်ပါအခုဒီနေရာမှာပိတ်မိနေတာကျေးဇူးပြုပြီးတော့ကျွန်ုပ်ကိုဒီနေရာကနေခေါ်ထုတ်သွားပေးပါမင်းသားသူရကကောင်းပါပြီဘာလို့မကူညီနိုင်ရမှာလဲမိန်းကလေးတယောက်ကိုအတင်းကြကခိုင်းနေဆိုတာမှားရွေးနေလို့ရပဲကျွန်ုပ်တင်ကိုကူညီပေးပါမယ်အရင်ဆုံးဒီကအိမ်ရှင်မနဲ့ကျွန်ုပ်သွားပြောလိုက်အောင်မေတီရီကမပြောပါနဲ့အကယ်၍သူသာတိသွားရင်ကျွန်ုပ်ကိုထွက်သွားခွင့်ပြုမှာမဟုတ်ဘူးပြီးရင်ကျွန်ုပ်ကိုဖမ်းပြီးတော့ပြန်ခေါ်လာလိမ့်မယ်ဘယ်သူမှဘာမှမပြောပါနဲ့ကျွန်ုပ်ကိုဒီကနေတိတ်တိတ်လေးထွက်ပြေးနိုင်အောင်မေကူညီပေးပါမင်းသားသူရကကောင်းပြီလေလာခဲ့ပါကျွန်ုပ်တင်ကိုဒီကနေခေါ်ထုတ်သွားပေးပါမယ်မင်းသားသူရကတီရီကိုခေါ်ပြီးတော့တဲအိမ်လေးတွေကနေတိတ်တဆိတ်ပဲထွက်လာခဲ့ကြတယ်
အဲဒီနောက်သူတို့နှစ်ယောက်လုံးတောအုပ်ကြီးတွေကိုဦးတည်ပြီးဆက်လျှောက်သွားကြတယ်ခရီးတော်တန်ရောက်တဲ့အခါမှာတော့မင်းသားသူရကဒီမကြီးအိမ်ကြီးကြီးတိုက်ပြီကဒီနေရာကဆိုရင်အရန်ကိုဝေးသေးတယ်အကယ်၍တင်းတင်းရတဝိုက်မှာတည်တဲ့သူတယောက်များရှိရင်ဒီမှာပဲနေခဲ့လို့ရပါတယ်တီကကျွန်ုပ်ဘယ်မှမသွားဘူးအရှင်မင်းသားရဲ့တိုင်းပြည်ကိုပဲအရှင်မင်းသားနဲ့အတူတူလိုက်ခဲ့ပါမယ်မင်းသားသူရကကောင်းပြီလေဒါဆိုရင်လည်းလိုက်ခဲ့ပါတော့အဲဒီနောက်သူတို့နှစ်ယောက်ဟာစကားတွေပြောရင်းနဲ့ရှေ့ကိုဆက်လျှောက်သွားကြတယ်ဒီလိုနေ့ပဲလန်ခီမှာ2ရက်တာအချိန်ကုန်လွန်သွားခဲ့ပါတယ်ဒီ2ရက်တာတူတူဖြတ်တန်းခဲ့ရတဲ့အချိန်လေးအတွင်းမှာတော့တီရီရဲ့ရင်ထဲမှာမင်းသားသူရပေါ်စိတ်ခင်မြတ်နိုးတဲ့စိတ်တွေတဖြည်းဖြည်းကိန်းအောင်လာခဲ့တယ်မင်းသားသူရကဒီမှာကြည့်တီကျွန်တို့လမ်းလျှောက်လာခဲ့တာ2ရက်တောင်ရှိနေပြီအခုဆိုရင်တော့ခန္ဓာကိုယ်လေးအရန်ကိုပင်ပန်းနှွမ်းနေလောက်ပြီးဒီသစ်ပင်ကြီးအောင်မှာခဏလောက်ထိုင်ပြီးတော့အနားယူကြတာပေါ့ပြီးမှပဲရှေ့ကိုဆက်လျှောက်ကြမယ်တီရီကဟုတ်ကဲ့ပါရှင်မင်းသားအဲဒီနောက်သူတို့နှစ်ယောက်ဟာအရေးကောင်းတဲ့သစ်ပင်ကြီးတစ်ပင်အောင်မှာဝင်ထိုင်လိုက်ကြတယ်ဒါပေမဲ့တီရီကတော့မင်းသားသူရရဲ့မျက်နှာကိုတက်တိတ်လေးငေးမောကြည့်နေခဲ့တယ်သူမရဲ့အကြည့်တွေကိုသတိထားမိသွားတဲ့အခါမင်းသားသူရကဘာဖြစ်လို့လဲဘာဖြစ်လို့ကျွန်ုပ်ကိုအဲ့ဒီလိုမျိုးကြီးစိုက်ကြည့်နေရတာလဲတီရီကကျွန်ုပ်အရှင်မင်းသားကိုချစ်မိသွားပါပြီအရှင်မင်းသားဒီနေ့ရက်တာကာလအတွင်းမှာရှင်မင်းသားကကျွန်ုပ်ကိုအရန်ကိုဂရုတစိုက်စောင့်ရှောက်ပြီးခဲ့တယ်အရှင်မင်းသားရဲ့ချိုသားတဲ့စကားလုံးတွေကိုကြားရတဲ့အခါတိုင်းကျွန်ုပ်ရဲ့ရှင်ထဲမှာအရှင်မင်းသားကိုတကယ်ပဲအချစ်စစ်နဲ့ချစ်မိသွားခဲ့တာပါအရင်တုန်းကဆိုရင်မင်းသားတွေဆိုတာမာနကြီးရဲ့လို့ပဲကျွန်ုပ်ကထင်ထားခဲ့တာဒါပေမဲ့အရှင်မင်းသားကတော့တခြားသူတွေနဲ့လုံးဝကိုကွဲပြားခြားနားနေပါတယ်မင်းသားသူရကတေပါစကားတွေလာပြောနေရလဲကျွန်ုပ်ကတင့်ကိုကိုညီယာမဲ့နေတဲ့မိန်းကလေးတယောက်မို့လို့တနာပြီးတော့ကူညီပေးခဲ့တာပါအဲ့ဒါကတင့်ကိုလက်ထပ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးကျွန်ုပ်ရဲ့စိတ်ဆက်ပွဲကငငယ်တွေကဖြစ်မြောက်ခဲ့ပြီးသားပါအခုလေကျွန်ုပ်ကအဲ့ဒီမင်းသမီးလေးကိုရှာဖွေဖို့ထွက်လာခဲ့တာကျွန်ုပ်ရဲ့မင်းသမီးလေးကအရန်ကိုလှပချောမောနေမှာတဲ့လိုမျိုးအသားမဲမဲနဲ့အယုတ်ဆိုးနေမှာမဟုတ်ဘူးတီးကဒါပေမဲ့ကျွန်ုပ်ကအရှင်မင်းသားကိုတကယ်ပဲချစ်မြတ်နေတာပါမင်းသားသူရကဒါကတော့နည်းနည်းလွန်လာပြီဟေ့မိန်းကလေးကျွန်ုပ်ကတင့်ကိုကိုညီယုံလေးကိုညီပေးခဲ့တာပါအဲ့ဒီအတွက်တင့်ကိုတသက်လုံးခေါ်ထားရမယ်လို့မဆိုလို့ဒီလိုပြပြတသားပြောဆိုပြီးနောက်မှာတော့မင်းသားသူရဟာအဲ့ဒီနေရာကနေထထွက်သွားပါတော့တယ်။တစ်ပင်ကြီးရဲ့အနောက်ဘက်မှာပုံကွေနေတဲ့အဖွားအိုကြီးကတော့သူတို့ပြောသမျှစကားတွေကိုအကုန်လုံးကြားသွားခဲ့တယ်။အဖွားအိုကအိုးဒါကမင်းသမီးတီရီပဲ။ဥပနာကအရန်ကိုတုံးအားတဲ့လူမိုက်ကြီးဖြစ်နေခဲ့တာကိုပြီးတော့ဒီလူကအိမ်ကြီးကျတိုင်းမိကမင်းသားပဲ။သူတို့နှစ်ယောက်ကွဲကွာသွားအောင်ကျွန်ုပ်ကဒီလောက်ကြီးမားတဲ့အကြံစီတွေနဲ့ဖန်တီးခဲ့ရတာ။အခုတော့အရာအားလုံးကပြက်စီရတော့မယ်ကိန်းဆိုင်နေပြီ။ဒါပေမဲ့ကျွန်ုပ်ဒါမျိုးလုံးဝအဖြစ်မခံနိုင်ဘူး။အရင်ဆုံးဒီမင်းသားကိုလမ်းကြောင်းပေါ်ကနေရှင်းထုတ်ပြမယ်။အဲဒီနောက်မှသူမကိုလည်းထာဝရရှင်းပြရမယ်။အနေငယ်ဝေးတဲ့နေရာကိုရောက်သွားတဲ့အခါမှာတော့မင်းသားသူရဟာရေကန်လေးတကန်ရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။မင်းသားသူရကအဲ့ဒီကောင်မလေးကအရန်ကိုလွန်ကျူးသွားပြီ။ကျွန်ုပ်ကသူ့ကိုကူညီပေးခဲ့တာကိုသူကကျွန်ုပ်နောက်ကိုလိုက်ဖို့ပဲစမ်းစားနေတယ်။ဒီချိန်မှာပဲခုနအဖွားကြီးရောက်လာပြီးတော့မင်းသားရဲ့ရှေ့မှာရုတ်တရက်လေးကျသွားတယ်။မင်းသားသူရကအဖွားဘာဖြစ်သွားတာလဲ။ထပါအဖွားရင်ထပါ။အဖွားကတားတော်လေးအဖွားရင်ဘက်ထဲကနေအရန်ကိုအောက်ပြီးတော့နာကျင်နေတာအဖွားကိုစိတ်တစ်ခွက်လောက်တိုက်ပါမဟုတ်ရင်အဖွားတရားတော်မင်းမင်းသားသူရကစိတ်ကိုဘယ်နေရာမှာရှားရမလဲဆိုတာပြောပြပါကျွန်တော်သွားယူပေးပါမယ်အဖွားကဒီနားမှာလှိုက်ကိုတခုရှိရဲ့အဲ့ဒီကိုထဲမှာဆေးဘက်ဝင်အပိန်တွေရှိရဲ့အကွယ်အဖွားကလမ်းမလျှောက်နိုင်တော့လို့ပါဖျားသခင်ကိုထောက်ထားပြီးတော့အဖွားကိုကူညီပါဦးမင်းသားသူရကကောင်းပါပြီကျွန်တော်ခုချက်ချင်းသွားယူပေးပါမယ်။သားသူရဟာအဖွားအုံညွန်ပြတဲ့လှိုင်ကူရှိရာစီကိုအပြေးလွှားသွားပါတော့တယ်။မင်းသားထွက်သွားတာနဲ့တပြိုင်နက်အဖွားအုံဟာချက်ချင်းဆိုသလိုမတ်တက်ထားရလိုက်ပြီးတော့ကြဲကြဲလလောင်ရှင်မောပါတော့တယ်။အဖွားအုံကအရန်ကိုတုံးရတဲ့မင်းသားပဲ။အဲ့ဒီလှိုင်ကူထဲဝင်သွားတာနဲ့သွားတဲ့သူတိုင်းကဘယ်တော့မှပြန်ထွက်မလာနိုင်ခဲ့ဘူး။အဖွားအုံကရှင်မောရင်းနဲ့အဲ့ဒီနေရာကနေပျောက်ကွယ်သွားတယ်။နောက်ကနေခိုးလိုက်လာတဲ့တီးဟာအဖွားအုံရဲ့လုပ်ရက်တွေအားလုံးကိုမြင်တွေ့သွားခဲ့တယ်။တီးကဒီဘွားကမင်းသားကိုတက်ဆာဖောက်သွားတာပဲကျွန်တော်မင်းသားကိုဘာအနေနဲ့မှအဖြစ်မခံနိုင်ဘူးတေးဟာမင်းသားသူရဝင်သွားတဲ့လှိုင်ကိုရှိရာစီကိုအပြေးလွှားလိုက်သွားတယ်ဟိုဘက်မှာတော့မင်းသားသူရလှိုင်ကိုလေးကိုဝင်သွားတာနဲ့တပြိုင်နက်ကူဘဝကကြောက်တုံးကြီးဟာအလိုလျောက်ပိတ်သွားပါတယ်မင်းသားသူရကဒါဘာဖြစ်တာလဲကိုတော်ကဘယ်လိုလုပ်ပိတ်သွားရတာလဲကျွန်တော်ဒီထက်ကနေပြန်ထွက်ရမယ်ဒီချိန်မှာပဲလှုပ်ဝက်ဆန်းကျင်တဲ့အတန်ကြီးတစ်ခုကကိုရင်းမှာပဲ့တင်ထပ်ပြီးတော့ထွက်ပေါ်လာတယ်အတန်ရှင်ကဒီလိုင်ကိုလေးကိုဝင်လာတဲ့သူတိုင်းဘယ်တော့မှပြန်ထွက်သွားခွင့်မရဘူးအခုတင်ဟာဒီနေရာမှာပဲနေပြီးတော့ကျွန်ုပ်ရဲ့အကြုံဖြစ်အသက်ရှင်ရတော့မယ်မင်းသားသူရကဘသူစကားပြောနေရလဲရှေ့ကိုထွက်ခဲ့စမ်းကျွန်ုပ်ဒီမှာမနေနိုင်ဘူးကျွန်ုပ်ကိုထွက်သွားခွင့်ပြုပါဒီမှာတယောက်ရှိလားတယောက်ရှိရင်ကျွန်ုပ်ကိုကူညီပါအောင်ဒီလိုင်ကိုလေးကနေကျွန်ုပ်ကိုခေါ်ထုတ်သွားပေးကြပါအခြားတစ်ဖက်မှာတော့တီးဟာလိုင်ကိုအပေါအကိုရောက်လာတယ်တီးက
အဲ့ဒီဘောက်ကအရှင်မင်းသားကိုသစ္စာဖောက်သွားတာပါသူကအရှင်မင်းသားကိုထောင်ချောက်ဆင်နေရဇိုင်မဲ့အရှင်မင်းသားကိုဘာအနေနဲ့မှအဖြစ်မခံနိုင်ပါဘူးကျွန်တော်အရှင်မင်းသားကိုဒီထဲကနေဘယ်လိုနည်းနဲ့မဆိုကဲထုတ်ပေးပါမယ်ဒီချိန်မှာလွတ်ဝက်ဆန်ကျင်တဲ့တန်ကြီးကတီးရီစီကိုပါလွင့်ပြန်လာတယ်အတန်ရှင်ကဒီမမင်းကလေးတဲ့ကဒီလိုင်ကွေးရဲ့တကားကိုဘယ်တော့မှဖွင့်နိုင်မှာမဟုတ်ဘူးဒီနေရာကနေအမြန်ဆုံးထွက်သွားလိုက်ပါတီးကကျွန်တော်မင်းသားသူရကိုဘာအနေနဲ့မှအဖြစ်မခံနိုင်ဘူးမင်းသားသူရကိုကျွန်တော်တေချာဖို့ကဲတင်ရမယ်ပြောပါဒီတကားပွင့်လာအောင်ဘယ်လိုလုပ်ရမလဲတေပါကိုလိုချင်တာလေအတန်ရှင်ကကောင်းပြီလေဒီလိုင်ကွေးရဲ့တကားပွင့်လာစေရမယ်ဒါပေမဲ့အဲ့ဒီအတွက်တင့်ကိုစတိခံရလိမ့်မယ်တင့်ကိုတဲ့စတိခံမှုအစင်သစ်ဖြစ်နေပြီလားမင်းသားသူရကအဲ့လိုမလုပ်ပါနဲ့တီးသူကတင့်ကိုစကလုံးတွေနဲ့ထောင်ချောက်ဆင်နေရပါသူစကားကိုနားမထောင်ပါနဲ့တီးကကောင်းပါပြီကျွန်တော်ကိုစတိခံမှုအစင်သစ်ပါပဲကျွန်တော်အသက်ရှင်နေလို့ကဘာတွေများလုပ်နိုင်မှာမို့လို့လဲကျွန်တော်ရဲ့မိဘအရင်တွေကဘသူတွေလဲဆိုတာလဲကျွန်တော်မသိဘူးကျွန်တော်ကိုဝေးစားခဲ့တဲ့လူတွေကလည်းအချိန်တိုင်းရိုင်းနေနေကြတာပဲပြီးတော့ကျွန်တော်ထွက်ပြေးလာတဲ့အခါမှာလည်းလူစိုးတယောက်ကကျွန်တော်ကိုပြည့်စာအိမ်ကိုရောင်းစားဖို့ကြိုးစားခဲ့တယ်ပြီးတော့ကျွန်တော်ရင်ထဲကနေအဆက်မှန်ချစ်မြတ်လို့ရတဲ့အရှင်မင်းသားကလည်းကျွန်တော်ကိုညှင်းပယ်ခဲ့တယ်လေဒါဆိုရင်ကျွန်တော်ရဲ့ဘဝမှာဘာရည်ရွယ်ချက်တွေများကြံနေသေးလို့လဲအနည်းဆုံးတော့ကျွန်တော်ရဲ့အသက်ကိုပေးဆက်လိုက်ခြင်းအပြင်ကျွန်တော်ချရတဲ့သူကိုကဲတင်နိုင်တာပေါ့ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်ကိုပေးဆက်ဖို့အဆင်သင့်ပါပဲမင်းသားသူကတီတင်အဲ့ဒီလိုလုပ်လို့မရဘူးရက်လိုက်ပါအဲ့ဒီလိုမလုပ်ပါနဲ့မင်းသားသူရဲ့တားမြစ်တံပြီးအဆုံးမှာတော့တီးဟာအနားမှာတွေ့ဓာမြောင်တလက်ကိုကောက်ယူပြီးသူမရဲ့အရင်ဘက်ထဲကိုထိတ်ချလိုက်တော့တယ်ဒီချိန်မှာပဲအလွန်တရာတောက်ပတဲ့အလင်းရောင်ကြီးတစ်ခုထွက်ပေါ်လာပြီးတိုင်ကူကြီးဟာချက်ချင်းဆိုသလိုပျောက်ကွယ်သွားတယ်ဒီနေရာမှာရသေးကြီးတစ်ပါးရုတ်တရက်ကိုထင်ပြလာပါတယ်မင်းသားသူဟာသူ့ရဲ့နေမှာလဲကျနေတဲ့တီးရဲ့အနာကိုအပြေးလွှားသွားပြီးတော့သူမကိုပွေးချီကရှိုက်ကြီးတငယ်ငိုကြွေးတယ်မင်းသားသူကတီးအဲ့လိုလုပ်လို့မရဘူးလေဘာလို့ကျွန်တော်တက်နဲ့တင်းသက်ကိုစရိရတာလဲ။အိုးဖျားသခင်ကျွန်တော်ကိုဘယ်တော့မှခွဲလို့နိုင်မှာမဟုတ်တော့ဘူး။တတိကြီးကသားတော်ဒီမိန်းကလေးကတင့်ကိုတကယ်အစစ်မှန်ချစ်မြတ်လို့တာပါ။အဲ့ဒီအချစ်စစ်ကြောင့်မို့လို့ပဲကျွန်တော်လည်းနှစ်ပေါင်းများစွာခံစားနေရတဲ့ချိန်စာကနေလွတ်မြောက်သွားခဲ့ရပြီ။မင်းသားတို့ကအရှင်ရသည်အရှင်ကတကိုးကြီးရဲ့ရသည်တစ်ပါးပဲဟာ။ဘသူကများအရှင်ကိုချိန်စာတိုက်နိုင်မှလဲ။ရသည်ကြီးကတစ်ချိန်လုံးကကျွန်တော်ဟာမိခင်တယောက်ကိုစော်ကားမိရတယ်။သူမရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်ပြီးတော့လက်ညှိုးထိုးဆွဆွဲခဲ့ဘူးတယ်။အဲ့ဒီချိန်တုန်းကကျွန်တော်ကအရန်ကိုမာနထောင်လာနေခဲ့တာ။အဲ့ဒီမိခင်ကကျွန်တော်ကိုချိန်စာတိုက်ခဲ့တယ်။ကျွန်တော်ရဲ့နှလုံးသားကကြောက်တုံးလိုမှကြောပြီးတခြားသူတွေရဲ့ခံစားချက်ကိုနားမလည်နိုင်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းကြောက်တုံးလှိုင်ကူကြီးတစ်ခုအဖြစ်ပြောင်းလဲသွားစေရမယ်တဲ့။ပြီးတော့တစုံတစ်ယောက်ကတခြားလူတစ်ယောက်အတွက်အချစ်စစ်နဲ့ကိုမစသေးမချင်းကျွန်တော်ရဲ့ချိန်စာကပြေမှာမဟုတ်ဘူးလို့ဆိုခဲ့တယ်။အခုကြည့်ပါဒီကနေ့မှာတော့သူမကတင့်ကိုအစစ်မှန်ချစ်မြတ်လို့တဲ့အတွက်ကျွန်တော်ရဲ့ချိန်စာပြေသွားခဲ့ပါပြီ။မင်းသားသူရကအရှင်ရဲ့သိဘာတွေပြောနေရလဲဟုတ်ပါတယ်။သူမကကျွန်တော်ကိုချစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကသူမရဲ့ချစ်ကိုလက်မခံနိုင်ခဲ့ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကကျွန်တော်ရဲ့မင်းသမီးလေးကိုရှာဖွေနေခဲ့တာလေ။ကျွန်တော်ရဲ့မင်းသမီးလေးဘယ်နေရာမှာဘလို့အခြေအနေရှိနေမလဲဆိုတာကျွန်တော်မသိနိုင်လို့ပါ။ရသေးကြီးကပြောလိုက်ပြီးတော့တင်ရှာဖွေနေတဲ့မင်းသမီးလေးဆိုတာတခြားသူမဟုတ်ဘူး။သူမပါပဲ။သူမကငယ်ငယ်လေးတွေကခိုးယူခံရပြီးတော့တခြားသူတွေလက်ထဲကိုရောက်သွားခဲ့တဲ့မင်းသမီးလေးပါမင်းသားသူတော်ကအရှင်အသည့်ဘာတွေပြောနေရလဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရသေးကြီးကဟုတ်တယ်ဒါအမှန်တရားပဲမင်းသားသူတော်ကကျွန်တော်ရဲ့အနာဂတ်ဇနီးလောင်းလေးကိုဘာအနေနဲ့မှအဖြစ်မခံနိုင်ဘူးကျေးဇူးပြုပြီးတော့သူမကိုပြန်လည်အသက်ရှင်အောင်လုပ်ပေးပါရှင်အသည့်ကျွန်တော်ကမသိနာမလဲပဲမင်းသမီးလေးရဲ့နှလုံးသားကိုနာကျင်အောင်လုပ်မိခဲ့တယ်သူမကလည်းကျွန်တော်တို့အသက်ကိုပေးဆက်သွားခဲ့တယ်ကျွန်တော်ကိုဘယ်တော့မှခွင့်လွှတ်နိုင်မှာမဟုတ်ဘူးဒီခါရသေးကြီးဟာမန်နန်တွေကိုရွတ်ဆိုလိုက်တဲ့အခါမှာတော့လွန်စွာတောက်ပတဲ့အလင်းရောင်ကြီးတစ်ခုထွက်ပေါ်လာပြီးတီးဟာအသက်ပြန်ရှင်လာကမတ်တက်ထားရလိုက်ပါတယ်။တီးကဒါဘယ်လိုဖြစ်သွားတာလဲကျွန်ုပ်ကတည်သွားပြီလေဒါဆိုဘယ်လိုလုပ်ပြီးတော့အသက်ရှင်လာရတာလဲဘာတွေဖြစ်ကုန်တာလဲမင်းသားသူရကတီးကတခြားသူမဟုတ်ပါဘူးငယ်ငယ်တွေကခိုးယူခံရပြီးတော့ကျလုံးလိုက်ရှာနေရတဲ့မင်းသမီးလေးပါပဲတီးကဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနားလည်မှုလွဲနေတာသိကြတယ်ကျမကမင်းသမီးတစ်ပါးမဟုတ်ပါဘူးရသေးကြီးကဒါဟာအမှန်တရားတွေပါမင်းသမီးလေးကဲခုကျွန်တော်တို့နဲ့အတူနန်းတော်ကိုလိုက်ခဲ့ပါအဲဒီနောက်မှာတော့ရသေးကြီးမင်းသားသူရနဲ့မင်းသမီးတီတို့ဟာနန်းတော်ကြီးစီကိုရောက်ရှိသွားကြပါတယ်ဘယင်တီဟာမင်းသားသူရကိုမြင်တာနဲ့တပြိုင်နက်အပြေးလွှားရောက်လာပါတယ်ဘယင်တီဟာကတားတော့တင်ထွက်သွားတာရက်ပေါင်းများစွာကြာပြီးမှပြောင်းလာခဲ့တာကိုပြောပါအောင်ကျွန်တော်တို့ရဲ့အချိန်မလေးကိုရှာတွေ့ခဲ့လားပြီးတော့ဒီမိန်းကလေးကဘာတူလဲမင်းသားသူရကခမီးတော်အရှင်မင်းကြီးသူမကငငယ်လေးကပျောက်ဆုံးသွားခဲ့တဲ့မင်းသမီးလေးပါပဲလို့ကျွန်တော်မျိုးလျှောက်တင်ပြရစီ
ဒီစကားကိုကြားလိုက်ရတဲ့အခါမိဖုရားဒေဝီနဲ့ဘယင်သူရိယတို့ဟာအပြေးလွှားရောက်လာကြတယ်။ဘယင်သူရိယကဒါဘယ်လိုဖြစ်နိုင်မှာလဲ။သူမကကျွန်ုပ်ရဲ့သမီးတော်လေးဆိုတာကိုဘယ်လိုနည်းနဲ့တတ်သိပြနိုင်မှာလဲ။ရသေးကြီးကအရှင်မင်းကြီးရဲ့သမီးတော်ညာဘက်လက်မှာလာချမ်းပုံစံအမှတ်သားလေးတစ်ခုရှိပါတယ်။သူမရဲ့လက်မှာလည်းအဲ့ဒီအမှတ်သားလေးရှိပါတယ်။ပြီးတော့ဒီမှတ်သားကအရှင်မင်းကြီးတို့ရဲ့ဘိုးဘွားဆန်စားပါလာတဲ့အမှတ်သားပါ။အဲ့ဒီအခါမှာမိဖုရားဒေဝီဟာတီရီရဲ့လက်ဖြာမှာဖုံးထားတဲ့အဝတ်ကိုဖယ်ရှားကြည့်လိုက်တယ်။မိဖုရားဒေဝီကမှတ်ပါတယ်အရှင်မင်းကြီးသူမကကျမရဲ့သမီးတော်လေးအစ်စ်ပါသူမရဲ့လက်မှာလည်းအဲ့ဒီလာချမ်းပုံစံအမှတ်သားလေးရှိနေပါတယ်သမီးတော်လေးရဲ့မေတော်သမီးလေးကိုပြန်ရှာတွေ့ခဲ့ပြီဘယင်သူရိယနဲ့မိဖုရားဒေဝီတို့ဟာဝမ်းသာလွန်လို့ရှိုက်ကြီးတငင်ငိုကြွေးကြပါတော့တယ်ဘယင်သူရိယကကျွန်ုပ်ရဲ့သမီးတော်လေးကိုနှစ်ပေါင်းများစွာကြာပြီးမှပြန်ရှာတွေ့ခဲ့ပြီသမီးတော်ကိုဘသူကခိုးသွားတာလဲဒီကိစ္စကိုလုပ်ခဲ့တဲ့သူဘသူဖြစ်ဖြစ်ကျွန်ုပ်လုံးဝခွက်လွန်မှာမဟုတ်ဘူးရသေးကြီးကအရှင်မင်းကြီးသမီးတော်ကိုခိုးယူသွားတဲ့သူကတခြားသူမဟုတ်ပါဘူးနန်းတော်တွေကအစိခံအုပ်ကြီးတယောက်ပါပဲသူမကကလေးစားချီခြင်းနဲ့မိတော့တွေနဲ့ဒီပြစ်ကိုကျူးလွန်ခဲ့တာပါပြီးတော့သူမကအခုနန်းတော်တွေမှာရှိနေပါတယ်အဝေးတနေရာမှာရက်ပြီးတော့ဒီမြင်ဝင်းတွေကိုစောက်ကြည့်နေတဲ့အဖွားအိုဟာတုန်လှုပ်သွားပါတယ်အဖွားအိုကအစိတ်ထဲမှာတွေးလိုက်ပြီးအခုတော့ပုံနေလို့လေအလကားပဲကျွန်ုပ်ရှေ့ထွက်သွားမှဖြစ်တော်မင်းတသေးကြီးကအစိတ်ခံအိုတေကိုယ်တိုင်ရှေ့ကိုထွက်လာမလားဒါမှမဟုတ်တက်နံမေကိုခေါ်ထုတ်ရမလားဒီချိန်မှာအဖွားအိုကြီးကကြောက်ရွံ့တုန်ရင်စွာနဲ့ရှေ့ကိုထွက်လာခဲ့တယ်အဖွားအိုကမှန်ပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးမလုပ်ခဲ့တာပါအရှင်မင်းကြီးကကျွန်တော်မျိုးမရဲ့သားကိုတေရန်ပေးခဲ့လို့ကလေးစားချီရဲ့အနေနဲ့မင်းသမီးကိုကျွန်တော်မျိုးမခိုးယူခဲ့တာပါဘယင်သူရိယကဟုတ်တယ်တင်းရဲ့သားကအပြစ်ကင်းတဲ့မိန်းကလေးတယောက်ကိုစော်ကားခဲ့လို့ကျွန်ုပ်ကအပြစ်ပေးခဲ့တာလေတရားဥပဒေနဲ့ညီသူ့ကိုတေရန်ပေးခဲ့တာဒါပေမဲ့တင်ကကလေးစားချီဖို့အတွက်ကျွန်ုပ်သမီးတော်ရဲ့ဘဝကိုဖျက်ဆီးပစ်ခဲ့တယ်အဖွားကသူကကျွန်တော်မျိုးမရဲ့သားပါကျွန်တော်မျိုးမရဲ့အားကိုးရပါအဲ့ဒီမတရားမှုကိုကျွန်တော်မျိုးမသိမခံနိုင်ခဲ့ဘူးဒါကြောင့်ကျွန်တော်မျိုးမသားရဲ့အပြစ်ဒဏ်အတွက်အရှင်မင်းကြီးရဲ့သမီးတော်စီကနေကလေးစားချေခဲ့တာပါဘယင်သူရိယကသင်ဟာကိုရိုင်းမိခင်တယောက်ဖြစ်နေပါလဲနဲ့တခြားမိခင်တယောက်ရဲ့ရင်သွေးကိုရရဆက်ဆက်ဖျက်ဆီးခဲ့တယ်ဒီလိုအပြစ်မျိုးအတွက်လုံးဝခွင့်လွှတ်စရာအကြောင်းမရှိဘူးဘယင်တီဟာကသူမကိုပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်အဆွေတော်မင်းကြီးဘယင်သူရိယကစစ်သူကြီးတို့ဒီစီကံအုပ်ကိုမြေရောက်အကျဉ်းတော်ထဲမှာတောပိတ်ထားကြစမ်းသူမကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်တသက်လုံးနောင်နာရနေစေရမယ်စစ်သူကြီးတွေဟာအဖွားအိုကြီးကိုဖမ်းဆီးခေါ်ဆောင်သွားကြတယ်ရသေးကြီးကအခုတော့ကျွန်တော်ရဲ့တာဝန်ပြီးဆုံးသွားပြီအစစ်အမှန်ချစ်မြတ်နိုးမှုနဲ့အနစ်နာခံပြီးတော့ကျွန်ုပ်ကိုကျင်းစားပြေအောင်ကယ်တင်ပေးခဲ့တဲ့မိန်းကလေးရဲ့ဘဝဆင်းရဲဒုက္ခတွေအားလုံးအဆုံးသတ်သွားခဲ့ပါပြီအလွန်တရာတောက်ပတဲ့အလင်းရောင်ကြီးတစ်ခုထပ်ပေါ်လာပြီးနောက်ရသေးကြီးဟာအဲ့ဒီနေရာကနေပျောက်ကွယ်သွားပါတော့တယ်မိဖုရားဒေဝီကသမီးတော်လေးနှစ်ပေါင်းများစွာကြာပြီးမှမေတော်တို့စီပြန်ရောက်လာခဲ့ပြီးမေတော်ကိုခွင့်လွှတ်ပါကွယ်မေတော်ဖြစ်နေလျက်နဲ့သမီးလေးကိုမကာကွယ်ပေးနိုင်ခဲ့ဘူးတီးကအရှင်မိဖုရားကြီးကတကယ်ပဲကျွန်တော်မျိုးမရဲ့မေတော်အရင်အဆက်လားမိဖုရားဒေဝီကဟုတ်တယ်သမီးလေးသမီးကမေတော်ရဲ့သမီးရင်းလေးပါပြီးတော့ဒါကသမီးလေးရဲ့ခမီးတော်ဒီဘက်ကသမီးလေးရဲ့ရောက်ခမလောင်ပြီးတော့မင်းသားတော်ကသမီးရဲ့အနာဂတ်ခင်မွန်းလောင်ပေါ့ကွယ်တီးကကျွန်တော်မျိုးမဒါတွေကိုမယုံနိုင်အောင်ဖြစ်ရပါတယ်အရာအားလုံးကအိမ်မက်တစ်ခုလိုပါပဲခမီးတော်ရှင်မင်းကြီးကျွန်တော်မျိုးမဘဝမှာဒီလောက်အများပြားတဲ့ပျော်ရွှင်မှုတွေကိုတပြိုင်နက်တည်းတစ်ခါမှမမြင်တွေ့ခဲ့ဘူးပါဘူးဘယင်သူရိယကသမီးတော်လေးအခုဒီနန်းတော်ကြီးကသမီးတော်ရဲ့အိမ်မင်းဒီပျော်ရွှင်မှုတွေအားလုံးကလည်းသမီးတော်အတွက်ကြီးပါပဲအဲဒီနောက်ရန်နေငိကြတဲ့အခါမှာတော့မင်းသမီးတီရီနဲ့မင်းသားသူရတို့ဟာခဲနာကြီးကျယ်စွာလက်ထပ်ထိမ်းများလိုက်ကြပြီးတော့သူတို့နဲ့အောင်လို့ပျော်ရွှင်ချမ်းမြေ့စွာနဲ့ဘဝကိုဆက်လက်ဖြတ်သန်းသွားကြပါတော့တယ်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့မိမိကိုယ်ကြုံမဖက်ပေသူတို့ဘာအတွက်စက်မှန်တဲ့မေတ္တာတရားနဲ့အနစ်နာခံခြင်းဟာဘလို့အခက်ခဲမျိုးကိုမဆိုကြော်သွားနိုင်ပြီးတော့နောက်ဆုံးမှာကြီးမားတဲ့ပျော်ရွှင်မှုနဲ့အောင်မြင်မှုကိုအေကံမလွဲရရှိစေနိုင်နေဆိုတာပါပဲပြီးတော့သူတို့ဘာအပေါ်မကောင်းကြံတဲ့သူတွေဟာလည်းနောက်ဆုံးမှာမိမိပြုခဲ့တဲ့မကောင်းမှုအကျိုးကိုကိုယ်တိုင်ပဲပြန်လည်ခံစားရမှာဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကာတွန်းပုံမြင်လေးတွေကိုအမြဲတမ်းဆက်ပေးနေတာမို့ဗီဒီယိုလေးကိုသဘောကျရင်တော့ like and share လုပ်ပေးဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲတတာ